မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ WKD2D Channel ကနေဝါဒနာတူကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးမှာတော့25ရက်12လ2025ကျွန်တော်ကြာတာပရိနေ့ပေါ့နော်12နာရီ10မိနစ်မှာထွက်ရှိမဲ့မနက်ပိုင်းကဏ္ဍလေးပေါ့နော်တဲတကွက်လေးကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်တဲတကွက်ကောင်းဖြစ်ပါတယ်ဒီတဲတကွက်ကောင်းလေးကကျွန်တော်ထိတ်စီးနောက်ပိတ်ရောကိုက်ညီမှုရှိတယ်လို့ဘရိတ်လေးရောလာပြီးတော့တူညီနေတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကြိုက်ပါတယ်ဗျာနော်ကျွန်တော်ကြိုက်ပြီးမဲ့လဲပေါ့နော်ကျွန်တော်မိတ်ဆွေကကျွန်တော်အခုပြပေးမဲ့ဆိုက်အနေထားလေးကိုလေ့လာတုံးတက်ပြီးမှမိမိရဲ့ကိုယ်ပိုင်စိတ်ကူးလေးနဲ့ဖြစ်ဆွက်ပြီးအသုံးပြုပါဗျာနော်အဲ့တော့ဒဲတကွက်ကောင်းလေးအတွက်ကျွန်တော်ခဏနေဗီဒီယိုလေးစပါမယ်ဒါလေးမစခင်မှာတော့ဒီတပတ်စာမှာကျွန်တော်တပတ်စာမွေးကနန်းဒဲတကွက်ပေါ့နော်ကျွန်တော်မိတ်ဆွေများကိုပေးထားတာလေးရှိပါတယ်ဗုဒ္ဓဦးနေ့အထိတော့ပြီးသွားခဲ့ပြီဗျဒါပေမဲ့လည်းမွေးကနန်းလေးကမအောင်နေပါဘူးဒါအတွက်ကြောင့်ကြံနေပေါ့နော်ဂျာရာပရိတောက်ကြာ2ရက်မှာမွေးတကွက်ကောင်းလေးကိုဆက်မွေးပါလို့ဒီဗီဒီယိုလေးကနေပဲပြောလိုက်ပါရစေခင်ဗျအဲ့တော့ကျွန်တော်တို့ဒဲတကွက်ကောင်းလေးကိုစသွားရအောင်ဗျဒီတစ်ခေါက်ဒဲတကွက်ကောင်းလေးကျွန်တော်နောက်ပိတ်ကိုစယူမှာဖြစ်ပါတယ်နောက်ပိတ်ကကျွန်တော်လေးလုံးပေါင်းခြင်းနဲ့တွားမှာဖြစ်ပါတယ်ဗျဒီတစ်ခါမှာတော့လေးလုံးပေါင်းခြင်းနဲ့ကျွန်တော်အဝါရောင်လေးနဲ့စလိုက်ပါမယ်ဘယ်လိုစမလဲဆိုတော့ဒီက9ရဲ့1ရဲ့ချိန်ပါမယ်ပြီးရင်တုံညနဲ့ထပ်ချိန်မယ်ဗျပြီးရင်အောက်ဘက်ကခွန်နဲ့ပါချိန်လိုက်ပါမယ်အဲ့တော့အဝါရောင်ထဲမှာပေါ့နော်ကျွန်တော်တို့9ရဲ့1ရဲ့တုံညရဲ့ခွန်ရဲ့3လုံးရှိတယ်ခင်ဗျာ9 1တုံညခွန်အဲ့ဒီ3လုံးကိုပေါင်းလိုက်တဲ့အချိန်မှာတော့ကျွန်တော်3ရတယ်ဗျာနော်အဲ့တော့လေးလုံးပေါင်းခြင်း3ရတဲ့အချိန်မှာကျွန်တော်တို့မနက်ပိုင်းမှာဘယ်လိုလေးဖြစ်သွားလဲကြည့်အောင်လေးလုံးပေါင်းခြင်း3ဖြစ်တဲ့အချိန်မှာကျွန်တော်မနက်ပိုင်းမှာကျွန်တော်3ရဲ့နှစ်ခက်5ဒီကျွန်တော်တို့နောက်ပိတ်အနေနဲ့ဆင်းသွားတယ်ဗျာနော်အဝါရောင်လေးလုံးပေါင်းခြင်းကျွန်တော်3ရရဲ့အဲ့ချိန်မှာ3ရဲ့နှစ်ခက်5ဒီပေါ့နော်ကျွန်တော်မနက်ပိုင်းမှာ9နောက်ပိတ်အနေနဲ့ဆင်းသွားပါတယ်ခင်ဗျာအထိတ်စီးလေးကိုတော့ကျွန်တော်မြားလေးနဲ့ပဲပြလိုက်ပါမယ်အထိတ်ကြီးကတော့လောလောဆယ်တော့နားလည်အောင်မှာမဟုတ်ဗျာနော်ဒီအပေါ်ကအဝါရောင်မှာကျွန်တော်အဝါရောင်များမှာ3ရှိပါတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီမှာနှစ်ပင်ကျော်မှာကျွန်တော်4ထိတ်စီးလေးဖြစ်ပြီးမှကျွန်တော်6 break ဖြစ်ပါတယ်အထိတ်စီးယူသွားတဲ့ပထမပင်မှာတော့ကျွန်တော်မိတ်ဆွေနားလည်အောင်မှာမဟုတ်ပါဘူးဒုတိယပင်နဲ့တတိယပင်ကျရင်တော့သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်လောလောဆယ်ဒီတိုင်းလေးကြည့်ထားပါတော့အပေါ်ကအဝါရောင်အများမှာ3ဖြစ်တဲ့ချိန်မှာနှစ်ပင်ကျော်မှာကျွန်တော်4ထိတ်စီးလေးဖြစ်ပြီးမှ9နောက်ပိတ်နဲ့တွဲပြီးမှ4 5ကျွန်တော်တို့6 break ဖြစ်ပါတယ်4 5 6 break ဖြစ်ပါတယ်ဗျာနော်6 breakအဲ့တော့ဒါပထမပင်ဖြစ်ပါတယ်ဒုတိယပင်တော့ကျွန်တော်အစိမ်းရောင်လေးနဲ့တွားလိုက်ပါမယ်ခင်ဗျဒုတိယပင်ကိုလည်းကျွန်တော်တို့အပေါ်ကလိုပဲ၄လုံးပေါင်းမှာဖြစ်ပါတယ်ဒီက9နဲ့9ကိုချိန်ပါမယ်ပြီး9ဒီဘက်က9နဲ့ထပ်ချိန်မယ်ပြီးအောက်ဘက်က3ညနဲ့ချိန်မယ်ဗျအဲ့တော့၄လုံးရရှိသွားပြီပေါ့နော်အစိမ်းရောင်ကျွန်တော်၄လုံးထဲမှာခွန်ရယ်9ရယ်ခွန်ရယ်3ညရယ်၄လုံးပေါ့ဗျာနော်ခွန်9ခွန်3ညအဲ့ဒီ၄လုံးကိုပေါင်းလိုက်တဲ့အချိန်မှာတော့ကျွန်တော်9ရပါတယ်ခင်ဗျာ9ရတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုလေးလာတော့လဲဆိုတော့ကျွန်တော်တို့က9ရက်နှစ်ခတ်ပေါ့နော်9ရက်နှစ်ခတ်6ကမနက်ပိုင်းမှာနောက်ပိတ်အနေနဲ့ဆင်းသွားတယ်ဗျအပေါ်ကအဝါရောင်ပင်မှာတော့၄လုံးပေါင်းခြင်းက3ဖြစ်တဲ့အချိန်မှာကျွန်တော်တို့3ရက်နှစ်ခတ်5နောက်ပိတ်ဖြစ်ပါတယ်ဒုတိယအစိမ်းရောင်ပင်မှာတော့၄လုံးပေါင်းခြင်းက9ဖြစ်တဲ့အချိန်မှာ9ရက်နှစ်ခတ်6ဒီနောက်ပိတ်အနေနဲ့ဆင်းသွားပါတယ်အဲ့တော့ထိပ်စီးလေးကိုတွားအောင်ဗျနော်ထိပ်စီးလေးကဒီ4ကိုထပ်ယူမှာဖြစ်ပါတယ်အပေါ်ကအစိမ်းရောင်များမှာ4ဖြစ်ပါတယ်အဲ့ချိန်မှာကျွန်တော်တို့နှစ်ပင်ကျော်မှာ3ဆိုပြီးမှပြန်ပြီးတော့ထိပ်စီးလာဆင်းပြရနော်အဝါရောင်မှာတော့3ပြီး4လာထိပ်စီးဖြစ်တယ်အစိမ်းရောင်မှာတော့4ပြီးတော့3လာပြီးတော့ထိပ်စီးဖြစ်ပြီးတော့ကျွန်တော်တို့အဲ့ချိန်မှာလည်းကျွန်တော်6 break လေးပဲဖြစ်ပါရဲ့ဗျနော်ထိပ်စီး3နောက်ပိတ်6နဲ့ကျွန်တော်တို့6 break အပေါ်ကပထမပင်လိုပဲ6 break တူညီနေပါရဲ့ဗျအဲ့တော့ဒုတိယအစိမ်းရောင်ပင်မှာလည်းကျွန်တော်တို့
တုံးထိပ်6နောက်ပိတ်နဲ့6 break တူညီနေတာဖြစ်ပါတယ်အဲ့တော့တတိယပင်လေးကိုကျွန်တော်တို့ဆက်သွားလဲအောင်ဗျတတိယပင်ကိုကျွန်တော်ပန်းရောင်လေးနဲ့စလိုက်ပါမယ်ကျွန်တော်တို့ဒီက4ရဲ့6ရဲ့ချိတ်မယ်ဗျပြီးရင်ဒီဘက်က1နဲ့ချိတ်ပါမယ်ပြီးရင်အောက်ဘက်ကကျွန်တော်တို့2နဲ့ပါထပ်ချိတ်မယ်ဗျအဲ့တော့ပန်းရောင်၄လုံးရပြီပေါ့နော်ပန်းရောင်၄လုံးထဲမှာ4 6 1 2ဖြစ်ပါတယ်ပန်းရောင်၄လုံးထဲမှာ4ရဲ့6ရဲ့1ရဲ့2ရဲ့အဲ့ဒီ၄လုံးကိုပေါင်းလိုက်တဲ့အခါမှာတော့3ရတယ်ခင်ဗျာနော်၄လုံးပေါင်းလိုက်တဲ့အခါမှာ3ရပါတယ်3ရတယ်ဆိုတော့ကျွန်တော်တို့ကအပေါ်ကအဝါအစိမ်းလို့ဆက်ပေးခဲ့ရင်မနက်ပိုင်းနောက်ပိတ်ဒီ3ရက်2ခက်9နောက်ပိတ်ဖြစ်ရမှာပါဒီလွတ်နေတဲ့အဝိုင်းလေးဒီ3ရက်2ခက်ကျွန်တော်တို့9နောက်ပိတ်လေးဖြစ်ရမှာဖြစ်ပါတယ်ဗျနော်9နောက်ပိတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထိပ်စီးလေးကိုယူကြည့်မယ်ဗျနော်ထိပ်စီးလေးကိုယူကြည့်ပါမယ်ထိပ်စီးလေးကိုကျွန်တော်မြားနဲ့စလိုက်မယ်ဗျနော်ဒီမှာအစိမ်းရောင်sorry ဗျနော်ပန်းရောင်ကျွန်တော်တို့မြားလေးက3ထိပ်စီးဖြစ်ပါတယ်အပေါ်ကလို့3 4 4 3 4ဒီမှာချိတ်ခဲ့ရင်ကျွန်တော်4ထိပ်ပေါ့နော်ဒီပန်းရောင်မြားလေးလွတ်နေတဲ့ပန်းရောင်မြားလေးက4ထိပ်အဲ့တော့4ထိပ်9နောက်ပိတ်ဆိုတော့ကျွန်တော်တို့အပေါ်က2ပင်လိုပဲ6 break လာတူညီတာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်လိုနေတဲ့ကဏ္ဍလေးတွေကိုဖြည့်ကြည့်လိုက်မယ်ပေါ့နော်ပထမဆုံးကျွန်တော်9နောက်ပိတ်လေးဖြည့်လိုက်ပါမယ်ပန်းရောင်3လုံးပေါင်းခြင်းကျွန်တော်4လုံးပေါင်းခြင်း3ဖြစ်တယ်3ဖြစ်တဲ့အချိန်မှာကျွန်တော်တို့3ရဲ့2ခတ်ပေါ့နော်ဆွဲချခတ်နေတယ်အဲ့တော့လူနေရဲ့ဟာဖြည့်ရခတ်နေရဗျာနော်ကျွန်တော်လက်ကချော်နေတော့ဒီတိုင်းလေးပဲကြည့်လိုက်ပေါ့ဗျာနော်9နောက်ပိတ်ပေါ့ဗျာနော်ပြီးတော့4ထိပ်ကြီးလေးဖြည့်လိုက်မယ်ဗျာနော်ဒါမှကျွန်တော်မိတ်ဆွေကထိတ်ကော break ကောတွားညီနေအောင်မြင်စေခြင်းလို့ပါနော်အဲ့တော့တချို့မိတ်ဆွေကစိတ်ရှည်ခြင်းမှရှည်မယ်ဗျာဒါပေမဲ့ကျွန်တော်တို့တော့ဘောနော်ကျွန်တော်မိတ်ဆွေများအတွက်ရတဲ့လောက်လေးစူးစမ်းပေးနေရဆိုတီးခံပေးပါအောင်ဗျ4ထိပ်ဗျာနော်ထားလိုက်ပါတော့အဲ့ပုံစံလေးပဲ4ထိပ်4ထိပ်9နောက်ပိတ်ဆိုတော့ကျွန်တော်တို့6 break ပဲဖြစ်ပါတယ်အဲ့တော့တုံးပမြောက်လေးပေါ့နော်ဆက်ပြီးတော့ပေးခဲ့ရင်ကျွန်တော်ဒီ25ရက်ပေါ့နော်12လ2025ယောက်ျားသားပတိနေ့မနက်ပိုင်းအတွက်ကတော့ကျွန်တော်တို့9နောက်ပိတ်ပေါ့နော်4ထိပ်5ပိတ်ပေါ့ဗျာနော်4ထိပ်5ပိတ်4ထိပ်5ပိတ်6 break နဲ့ပေါ့ဗျာနော်4ထိပ်5ပိတ်6 break နဲ့ကျွန်တော်တို့တကွက်ကောင်းဒီကျွန်တော်4 5ဖြစ်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်ပြပေးလိုက်တဲ့ site အနေထားလေးကိုကျွန်တော်မိတ်ဆွေလည်းလေ့လာပြီးပြီထင်ပါတယ်ကျွန်တော်အယူဆလေးနဲ့လွဲချော်နေရဆိုရင်တော့လည်းကျွန်တော်မိတ်ဆွေရှောင်သွားလို့ရပါတယ်ဒီအယူဆတွေကမှပေါ့နော် break ကိုကြာရင် break ပေါ့ဗျာနော်နောက်ပိတ်ကိုကြာရင်လည်းနောက်ပိတ်ထိပ်စီးကိုကြာရင်လည်းထိပ်စီးပေါ့အဲ့ဒါလေးကိုမိတ်ဆွေအကြိုက် one chain break key နဲ့လည်းတွဲပြီးတော့မနေ့ဖြန်မှာကန်ဆန်းနိုင်ပါတယ်ကျွန်တော်ကတော့ဒီ site လေးရကျွန်တော်တို့4ထိပ်5ပိတ်ပေါ့နော်ပြီးရင်6 break 4 5တဲတကွက်ကောင်းလေးကိုတော့ကျွန်တော်တွေ့တာမြင်တာလေးကိုတင်ပြပေးလိုက်ပါပြီဗျကျွန်တော်မိတ်ဆွေများဒါလေးတကွက်သေးဆိုတော့နော်အာစရာလည်းမလိုဘူးဗျာအဲ့တော့ကြာရင်ကန်ဆန်းပါပေါ့နော်အဲ့တော့အားလုံးကိုလည်းကျွန်တော်ကနန်းလေးနဲ့ပေါက်စေချင်ပါတယ်ထောက်လျှောက်ကိုအဆင်ပြေမနေဘူးပေါ့ဗျာနော်ဒီတော့လည်းကျွန်တော်တောင်းပန်ပါတယ်လို့ပဲဆက်ပြီးပြောပြရစီဗျာနော်တောင်းပန်ပါတယ်မိတ်ဆွေအတွက်ကျွန်တော်စေနာအရင်မှန်နဲ့တော့စူးစမ်းပေးနေပါတယ်ဒီဇင်ဘာလတစ်လလုံးကတော့အဆင်ပြေမနေဘူးဗျာနော်အဲ့တော့အဲ့ဒီအဆင်မပြေမှုတွေကိုဒီတဲတကွက်ကောင်တဲ၄၅တဲတကွက်ကောင်လေးကဘောနော်ကဲလိုက်တဲ့တဲတကွက်ကောင်လေးဖြစ်ပါစေလို့ပဲကျွန်တော်စန္ဒပြုနေစုမွန်ကောင်းတောင်းနေမှာပါအဲ့တော့ကျွန်တော်မိတ်ဆွေများလည်းပေါ့နော်မနေ့ဖြန်မှာကိုစီကံကောင်းခြင်းနေပိုင်ဆိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီမှာရက်လိုက်ပါ